ကမ္ဘာဖလားကနေထွက်လိုက်ရတဲ့ရိုနယ်ဒိုကိုခွန်အားပေးတဲ့အနေနဲ့ဇာတာထွက်ပေးလိုက်တဲ့မြန်မာဗေဒပညာရှင်ဆရာကျော်ဝင်းဆွေအားလုံးပဲမင်္ဂလာပါစရီတိုင်းလူပေးကနေပြန်လည်ကကြိုဆိုလိုက်ပါတယ်ဘောလုံးလောကရဲ့နာမည်ကျော်ဖြစ်တဲ့ရိုနယ်ဒိုတယောက်လောလောဆယ်မှာကမ္ဘာဖလားပြိုင်ပွဲကြီးကနေစောစီစီထွက်ခါလိုက်ရလို့ကမ္ဘာတဝန်းကပရိသတ်တွေအတွက်တော့စိတ်မကောင်းဖြစ်နေရပါတယ်သူတို့ရဲ့အသေးစိမ်အိုက်ဒေါကြီးရှုံးနေပြီးမျက်ရည်တွေနဲ့ထွက်ခွာသွားတာကိုကြည့်ပြီးကမ္ဘာတဝင်းကအမာခံဖန်နေခမစိတ်တိကြိုက်ခံစားနေကြရပါတယ်။အသေးကွဲနေရတဲ့အချိန်မှာဖန်နေရဲ့ရင်းထဲမှာတည်ကျင်နေတဲ့မိကုံတစ်ခုကတော့ရိုနယ်ဒိုနောက်တစ်ချိန်ကြိုးစားပြီးကမ္ဘာဖလားကိုပြန်လာနိုင်အောင်မလားဆိုတဲ့မိကုံမှာအသက်အရွယ်ရရောအခြေအနေရပါဖြစ်နိုင်မဖြစ်နိုင်ဆိုတာကိုပူပန်နေကြပါတယ်။ဒီကမ္ဘာလုံးကအာယုံဆိုင်နေတဲ့အချိန်မှာမြန်မာနိုင်ငံကဗီဒီစီညာရှင်ဆရာကျော်စေဝင်းကတော့အခြားသူတွေမတွေ့ရဲပဲကမ္ဘာကျော်ဘောလုံးစတာကြီးရိုနယ်ဒိုရဲ့ဇာတာခွင်ကိုသူ့ရဲ့ဗီဒီပညာရဲ့နဲ့ရင်းဝတ်တွက်ချပြလိုက်ပါတယ်။ကဘာစင်မီဘောသမားတယောက်ကိုတောင်မြမရိုးရဗီရင်ပညာနဲ့ကွက်တိတွက်ချက်ပေးနိုင်တဲ့ဆရာရဲ့စမ်းဆောင်ရည်ကတော့တကယ့်ကိုအံ့ဩစရာပါ။ရိုနယ်ဒိုဟာ1985ခုနှစ်ဖေဖော်ဝါရီ9ရက်နေ့မှာမွေးဖွားခဲ့တာဖြစ်လို့ဒီနှစ်နဲ့ဆိုရင်အင်္ဂါသားတအုပ်ဖြစ်ပါတယ်။လက်ရှိ2026ခုနှစ်မှာရိုနယ်ဒိုဟာအသက်47နှစ်ထဲကိုရောက်ရှိနေပြီဖြစ်ပါပြီ။အင်္ဂါသားသမီးတွေရဲ့ကံကြမ္မာရအသက်36နှစ်နဲ့အသက်47နှစ်တွေဟာကင်ဆာနာသီးတညံ့တဲ့တရားမှုအပိုင်းတွေဖြစ်တာကြောင့်လက်ရှိကမ္ဘာဖလားကနေထွက်လိုက်ရတာကဇာတာရကွက်တိဖြစ်နေရလို့ဆိုပါတယ်။ဆရာကဒီလိုတက်ပြအောင်တွေမကဘဲနဲ့ရိုနယ်ဒိုနေနဲ့လက်ရှိလောက်ကင်နေတဲ့နေပယ်ပြင်အခြားသောကဏ္ဍတွေမှာလည်းထပ်ပြီးတော့ပုံမှုကြော်ကြားလာနေသေးကြောင်းအထူးသဖြင့်အသက်44နှစ်နောက်ပိုင်းမှာသူ့ရဲ့ကံကြမ္မာဟာကောင်းဘက်ကိုလုံးဝပြန်လဲဥတီလေပြောင်းလာလိမ့်မယ်လို့ဖြစ်နိုင်ခြေကိုမျှော်လင့်ချက်ပြင်းနဲ့တွက်ချက်ပေးခဲ့ပါတယ်။ဆရာကျော်စေဝင်းကရိုနယ်ဒိုရဲ့ဇာတာကိုဟောပြောလိုက်ပြီးတဲ့နောက်အချို့သောသူတွေကတော့ကမ္ဘာကျော်ဘလုံးသမားကိုမြန်မာဗီဒီနဲ့တွက်လို့ရပါမလားဆိုပြီးဗီဒီဆရာပေါ်ဝေဖန်စားမြောင်းတာတွေတန်တရားပွားတာတွေလုပ်လာကြပါတယ်။ဆရာကျော်စင်ဝင်းဟာဘသူကမှထိခိုက်ဖို့ဒါမှမဟုတ်လိုင်းပေါ်မှာနာမည်ကြီးဖို့တသက်နဲ့ဇာတာတွက်ပေးခဲ့တာမဟုတ်ပါဘူး။သူတက်မြောက်ထားတဲ့ဗီဒီပညာရဲ့မွေးတက္ကသိုလ်ဇာတာခွင်တက်ချက်မှုတွေကိုအခြေခံပြီးသူပညာနဲ့သူအမှန်တိုင်းရိုးသားသားတွက်ချက်ပေးခဲ့တာဖြစ်ပါတယ်။ကမ္ဘာပေါ်မှာမိသည့်လူသားမစုံမွေးနေ့မွေးရရှိနေသည်၍ဂျိုစီဂျိုနဲ့တွက်ချက်မှုပညာရဲ့အောက်မှာရှိနေတာဖြစ်လို့ဆရာလည်းကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးဟိုတောင်တိတိကျကျစမ်းစစ်ပြနိုင်တာဟာလေးစားစရာပါ။ဝေဖန်မှုတွေရှိပေမဲ့လည်းဒီဟော့ကင်းဟာစိတ်သက်ကြနေတဲ့ရိုနယ်ဒိုဖန်တွေအတွက်တော့တစ်ဖက်တစ်လမ်းကအားစီးတစ်ခွက်ဖြစ်စေကြတာတော့အမှန်ပါပဲကမ္ဘာကျော်ဘောလုံးသမားကြီးရိုနယ်ဒိုတယောက်ကမ္ဘာဖလားကနေအိမ်ပြန်ပြီးကမ်းခြေမှာပန်းဖြစ်ပေမဲ့သူပရိသတ်တွေကတော့မိုင်တွေနေပါတယ်ဒါကြောင့်မဲဗီဒီပညာရှင်ဆရာကျော်စေဝင်းဟာသူ့ရဲ့ပညာရေးကိုအသုံးချပြီးရိုနယ်ဒိုရဲ့ဇာတာကိုတွက်ချက်ပြခဲ့တာပါအချို့အားဆရာကိုဝေဖန်ကြပေမဲ့လည်းဆရာကတော့သူ့ပညာနဲ့သူအကောင်းဆုံးတွက်ချက်ပေးခဲ့တာဖြစ်ပြီးရိုနယ်ဒိုကအသက်44နှစ်နောက်ပိုင်းမှာအကောင်းဆုံးကံကြမ္မာစီကိုပြန်လည်သက်ဆင်းလာအောင်မှဖြစ်တာကြောင့်ဖန်နေနေနဲ့အားမငယ်ပဲရှေ့ဆက်မဲ့လေပြောင်းတွေကိုစောင့်ကြည့်အောင်ပါဆရာကျော်ဝင်းဆွေဟောတယ်လို့ဂျိုနယ်ဒိုရဲ့ရွှေခေတ်ကိုပြန်ရောက်လာနိုင်အောင်မလားဒီလိုပညာရေးတရားတကယ်မှန်ကန်လားဆိုတာအမြင်လေးတွေကိုပြောခဲ့ပေးပါအောင်ရှင်